သာသနာတော်စက္ကရေ2569ခုနှစ်ခရစ်နှစ်2026မလ9ရက်ကြာသပတေးနေ့ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့တောင်တိုင်းပြည်နယ်ဖူဇန်မတီရေရှင်းစင်တာဖူဇန်မတီရေရှင်းစင်တာအတွင်း၌မဟာဓမ္မဗိမာန်တော်ကြီးအတွင်း၌ကျင့်ပပြုလုပ်အပ်သောမဟာစီမဟာတတိပဋ္ဌာန်ဝိပဿနာ10ရက်တရားစခန်းပွဲ၌ဒီနေ့ဘုန်းကြီးဟောကြားပေးမှာကမဟာတတိပဋ္ဌာန်သုတ်တံဒေသနာတော်မှာလာတဲ့ရှုမှတ်ပုံအထုပ်ပုံကိုလုပ်ငန်းစဉ်တရားကိုဟောကြားပေးမှာဖြစ်ပါတယ်။မဟာတတိပဋ္ဌာန်သုတ်တံမှာအပိုင်း20ပိုင်းပိုင်းခြားပြီးတော့ဟောကြားထားတာဖြစ်ပါတယ်။ကာယ ानु ပတနာမှာ14ပိုင်းပိုင်းခြားပြီးတော့ဟောကြားထားပါတယ်။ဝေဒနာ ानु ပတနာမှာတစ်ပိုင်းဟောပါတယ်။စိတ်တ ानु ပတနာမှာတစ်ပိုင်းတတ်ဟောပါတယ်။နောက်ဓမ္မ ानु ပတနာမှာ5ပိုင်းခွဲခြားပြီးတော့ဟောကြားထားပါတယ်။အလုံးပေါင်းလိုက်ရင်21ပိုင်းရှိပါတယ်။အဲဒီ21ပိုင်းမှာဒီတတိပဋ္ဌာန်သုတ်တံကြီးကိုခြုံပြီးတော့ပြောရရင်ဒီ21ပိုင်းကိုခြုံပြီးတော့ပြောရရင်အစပိုင်းရဲ့အလယ်ပိုင်းရဲ့အဆုံးပိုင်းရဲ့လို့၃ပိုင်းခွဲခြားရမှာဖြစ်ပါတယ်။အစပိုင်းမှာမြတ်စွာဘုရားရှင်ကဒီတတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်သူများရနိုင်တဲ့အကျိုးဂုဏ်ကြီးများကိုဖွင့်ပြဟောကြားထားပါတယ်။အလယ်ပိုင်းမှာတော့ဖြင့်အလယ်ပိုင်းမှာဆိုတာဒီတတိပဋ္ဌာန်တရားအလုံး21ပိုင်းဟာအလယ်ပိုင်းဖြစ်ပါတယ်။အဲဒီအလယ်ပိုင်းမှာတော့အားထုတ်ပုံအားထုတ်နည်းတွေအပြည့်အစုံမြတ်စွာဘုရားဟောကြားထားတာဖြစ်ပါတယ်။အဆုံးပိုင်းမှာတော့မြတ်စွာဘုရားကသူဟောကြားထားတဲ့ဒီတတိပဋ္ဌာန်ဒေသနာတော်ဤတိုင်အားထုတ်ရင်အရဟတမေချမ်းသာပူချမ်းသာအထိအောင်ရနိုင်ပုံအကျိုးကိုဖွင့်ပြဟောကြားထားပါလေ။အဲဒီလို၃ပိုင်းခွဲခြားထားတဲ့အတိုင်းမှာဘုန်းကြီးကဒီတတိပဋ္ဌာန်တရားမဟောကြားမိမှာဒီတတိပဋ္ဌာန်သုတ်တံဒေသနာတော်ကိုအားထုတ်တဲ့ပုဂ္ဂိုလ်များရနိုင်တဲ့အကျိုးကိုရည်ပြပါဠိဂါထာလေးကိုဘုန်းကြီးကအားလုံးကြီးညိုပွဲဖြစ်အောင်ရွတ်ပွားပေးပါမယ်။အားလုံးပြီးရင်သာဓုခေါ်ပေးပါ။ဧကယနောပြောလိုက်ဧကယနောယံဘိက္ခဝေမေဃောတတ္တနာဝိသုဒ္ဓိယဒောကပရိဒေဝနာသမတိကမာယဒုက္ခဒေါမနတနာအထင်ကမာယညာယတာအဓိကမာယနိဗ္ဗာနတာသစ္စိကရိယာယယရိရသတ္တရောတတိပဋ္ဌာနာဘိက္ခဝေယံတော်များဥချစ်သာတို့သတ္တရော၄ပါးကုန်သောယရိဒာယေဤမေတတိပဋ္ဌာနာဆွေမြဲသောအမှတ်ရမှုတတိဆွေမြဲမှုတတိပဋ္ဌာန်ဟူသောအကျင့်လန်းသည်တတ္တိရှိကုန်၏အယံဆွေမြဲသောအမှတ်ရမှုတတိဆွေမြဲမှုတတိပဋ္ဌာန်ဟူသောအကျင့်လန်းသည်တတ္တနာဖျားပစ္စေကဗုဒ္ဓရိယသာဝကလောင်းလုံးစုံသောသတ္တဝါပေါင်းတို့၏ဝိသုဒ္ဓိယစင်ကြီးခြင်းမှာကင်းဝေးစင်ကြယ်ကြစေခြင်းကဧကယနောမေဃောတခုတိသောလံတကြောင်တိသောလံဖြစ်ပါ၏တောကပရိဒေဝနာဆိုရင်ပူဆွေးခြင်းတောကငိုကြွေးခြင်းပရိဒေဝတို့ကိုသမတိကမယလွန်မြောက်စေခြင်းကဧကယနောမေဃောတခုတိသောလံတကြောင်တိသောလံဖြစ်ပါ၏ဒုက္ခဒေါမနတနာကိုဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတို့ကိုအထင်ကမာယာချုပ်ငြိမ်းကွယ်ပြောက်စေခြင်းကဧကယနောမေဃောတခုတိသောလံတကြောင်တိသောလံဖြစ်ပါ၏ညာယတာအဓိကမာယအရိယာမေကိုရာခြင်းက
နိဗ္ဗာန်တာသစ္စေကရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းကဧကယနောမေကောတခုတည်သောလံတကြောင်တည်သောလံဖြစ်ပါ၏တည်းသာဓုသာဓုသာဓုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကငါဘုရားဟောကြားထားတဲ့ဒီတတိပဌာနာသုတ်တံဒေသနာတော်အတိုင်းဟောကြားရင်အခုရွတ်ပြခဲ့တဲ့အကျိုးကိုကြီးတွေမင်းတို့ရလိမ့်မယ်လို့မြတ်စွာဘုရားကိုတော်တိုင်ဟောကြားခဲ့တဲ့ဒေသနာဖြစ်ပါတယ်ဒီတော့အခုဒီတတိပဌာန်တရားအထုတ်တဲ့ပုဂ္ဂိုလ်ကြီးရနိုင်တဲ့အကျိုးကိုကြီးလေးကိုဘုန်းကြီးပြောပြီးတဲ့အခါကလည်းကြမနေ့ကစပြီးတော့ဟောကြားထားတယ်ကာယ ानु ပဒနာတတိပဌာန်ရှုမှတ်ပုံကိုဆက်ပြီးပြောပြပါမယ်။တတိပဌာန်ဝိပဿနာတရားတွေကိုအားထုတ်မယ်ဆိုရင်အားထုတ်ပုံအားထုတ်နည်းတွေကိုအပြည့်အစုံနားလည်သဘောပေါက်ထားဖို့လိုတဲ့အတွက်ဒါလေးကိုထပ်ပြီးတော့ပြောပြမှာဖြစ်ပါတယ်။ကာယ ानु ပဒနာဆိုတာကာယတပုတ်အနုတပုတ်ပဒနာတပုတ်သုံးပုဒ်ရှိပါတယ်ကာယဆိုတာကိုယ်အမူအရာရုပ်အပေါင်းအနုဆိုတာအကျဉ်းချင်းအဖန်ပန်အထထထခထခပတ္တနာရှုတာပွားများတာအာထုတ်တာအလုံးပေါင်းလိုက်ရင်ကိုယ်အမူအရာဖြစ်တိုင်းဖြစ်တိုင်းထခ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 ရှုမှတ်တာကိုကာယ ानु ပဒနာခေါ်ပါတယ်ထိုင်တဲ့အခါမှာထိုင်နေထက်ကတက်ကရှုမှတ်တာရက်တဲ့အခါမှာရက်တယ်ထက်ကတက်ကရှုမှတ်တာသွားတဲ့အခါမှာသွားတယ်သို့မဟုတ်ညာလန်းတယ်ဘယ်လန်းတယ်ညာလန်းတယ်ဘယ်လန်းတယ်ထက်ကတက်ကရှုမှတ်တာနောက်ဆုံးလျှောင်းတဲ့အခါအိတ်တဲ့အခါမှာလေလျှောင်းတယ်အိတ်တယ်သို့မဟုတ်အိတ်တယ်ထိတယ်ထက်ကတက်ကရှုမှတ်တာအဲ့ဒီလိုထက်ခါရှုမှတ်နေတာကိုကာယ ानु ပဒနာတတိပဌာန်လို့ခေါ်ပါတယ်အဲ့ဒီလိုကာယ ानु ပဒနာရှုမှတ်တာဆိုတော့ဖောင်းတာပိန်တာလေးကိုဖောင်းရင်ဖောင်းတယ်ပိန်ရင်ပိန်တယ်ဖောင်းလာရင်ဖောင်းတယ်ပိန်လာရင်ပိန်တယ်ထက်ခါအဲ့ဒီလိုရှုမှတ်နေတာလည်းပဲကာယ ानु ပဒနာတတိပဌာန်ပဲရှုမှတ်ပုံလေးကိုဘုန်းကြီးတို့မနေ့ကလည်းပြောခဲ့ပြီးပြီတကယ်လို့မနေ့ကမပါသေးတဲ့ပုဂ္ဂိုလ်တွေထိုင်ရှုမှတ်ပုံအစီအစဉ်လေးကိုဘုန်းကြီးထပ်ပြောမယ်ပန်လင်ကံအပုစိတ်တဝါအောက်ပိုင်းခန္ဓာကိုခွေထားပါဥဇုံကာယပဏိဒါယခါကနေပေါ်ပိုင်းခန္ဓာကိုလေးဖြောင်းဖြောင်းလေးထားပါပရိမုခံတတေဥပထပိတဝါရှုမှတ်ရမယ့်အာယုဖြစ်တဲ့ဝမ်းပိုင်းနဲ့ချက်တိုင်းနေရာကိုစိတ်လေးညွတ်ထားပြီးရှုမှတ်ပါခန္ဓာကိုယ်အနေအထားကိုပုံစံတကျထိုင်ပြီးပြီဆိုရင်ဘယ်လက်ပေါ်ညာလက်တဲ့လက်မထိတ်ချင်းထိပြီးတော့ရှင်ခွင်ညာတွေထည့်ထားပါသို့မဟုတ်ဒူးပေါ်ပေါင်မောလက်ကလေးကိုလှန်ထားလို့ရတယ်မှောက်ထားလို့ရပါတယ်အဲ့ဒီလက်အနေထားတွေအလုံးစနစ်တကျထားပြီးရင်မျက်စိလေးကိုမှိတ်ထားလိုက်ပါစိတ်ကလေးကိုသာဖောင်းမပွင့်ကုန်အာယုံပေါ်မှာစိုက်ထားပေးပါနာသီးပြားကလေးလေးရှူသွင်းလိုက်တဲ့အခါနာသီးပြားကလေးလေးပြန်ရှိုက်ထုတ်လိုက်တဲ့အခါရှူသွင်းလိုက်တဲ့အခါမှာဖောင်းနေရှိုက်ထုတ်လိုက်တဲ့အခါမှာပိန်နေအဲ့ဒီလိုဖောင်းမှုပိန်မှုလေးကိုစိတ်ဆိုင်ပြီးတော့အဲ့ဒီပုံမှာပဲစိတ်အားလေးစိုက်ပြီးတော့တတိလေးကကပ်ပါနေအောင်ကြိုးစားပြီးရှုမှတ်ပါအဲ့ဒီလိုဖောင်းမှုပိန်မှုလေးကိုအတင်းဖောင်းအောင်လည်းပဲအတင်းရှုမသွင်းရဘူးပိန်အောင်လည်းပဲအတင်းရှိုက်ပြီးတော့မရှုရဘူးမရှိုက်ရဘူးသူ့ရဲ့ပုံမှန်လေးပဲသူ့ပဂရိအတိုင်းတဘာဝအတိုင်းလေးလေးဝင်လာတာလေးကိုသာတတိကပ်ပြီးတော့ရှုရလေးလေးသူ့ဟာသူထွက်သွားတာလေးကိုနှေးလည်းမနှေးဘူးမြန်လည်းမမြန်ဘူးအဲ့ဒီပုံမှန်သာတတိလေးကပ်ပြီးတော့စွန့်ဆိုင်ပြီးရှုမှတ်နေရမှာဖြစ်ပါလေ
ရှုမှတ်တဲ့စိတ်ကလေးကအဲ့ဒီဖောင်းအာယုံပေါ်မှာပဲရှုစိတ်ကလေးကပ်ပြီးတီးနေမယ်ပညာယုံလေးပေါ်မှာပဲရှုစိတ်ကလေးကပ်ပြီးတီးနေမယ်ဆိုရင်တခြားစိတ်တွေခြားစိတ်တွေမဝင်နိုင်တော့တဲ့အတွက်အဲ့ဒီစိတ်လေးဟာတန်ရှင်းပြီးတော့စင်ကြယ်နေပါလိမ့်မယ်ဝမ်းဘက်ကလေးဖောင်းလာတာနဲ့ဖောင်းတယ်လို့မှတ်စိတ်ကလေးထထတဲ့ကျသွားမယ်ပိန်တယ်လို့ပိန်လာတဲ့အခါမှာပိန်တယ်လို့ရှုမှတ်တဲ့စိတ်လေးကတထတဲ့ကျနေမယ်ဆိုရင်အတွေးတွေစိတ်ကူးတွေစဉ်းစားတာတွေဘာတစ်ခုမှအပြင်စိတ်တွေမဝင်နိုင်တော့ဘူးမဝင်နိုင်တော့တဲ့အတွက်ကြောင့်မို့အဲ့ဒီစိတ်ကလေးဟာတန်ရှင်းစင်ကြယ်နေပါလိမ့်မယ်မှတ်စိတ်ကြီးတဲ့တန်ရှင်းစင်ကြယ်နေပါလိမ့်မယ်တရားနာနေကြတဲ့ယောဂီသူတော်စင်တွေစိတ်လေးတွေလည်းပို့ပြီးတော့လန်းဆန်းသွားအောင်ဘုန်းကြီးကအခုထိုင်ရှုမှတ်ပုံအစီအစဉ်ဆောင်ပုဒ်ကဗျာလေးကိုချပေးမယ်ချပေးတဲ့အခါမှာအားလုံးတန်ပြိုင်လိုက်ဆိုလိုက်ရင်စိတ်တရားကြည်လင်လန်းဆန်းပြီးတော့တရားအာယုံတွေကိုပို့ပြီးတော့အာယုံဆိုင်လို့ရလာပါလိမ့်မယ်အားလုံးတန်ပြိုင်လိုက်ဆိုပါလို့ဆရာတော်ကြီးကချပေးပါလိမ့်မယ်လို့ထဲဝဲဖွဲ့ခွေကိုဖြောင်းစေထားလေးစိတ်ဝမ်းမှာထဲဝဲဖွဲ့ခွေကိုဖြောင်းစေထားလေးစိတ်ဝမ်းမှာဒါထိုင်ပြီးတော့ထိုင်ပုံအစီအစဉ်လေးကိုဆိုပြတာနောက်ရှုမှတ်ပုံလေးကိုဆိုပြမယ်နော်ဘုံမှန်ရှုဆိုင်ဖောင်းပိန်ကိုက်စူးဆိုင်ကတ်လိုက်ပါဘုံမှန်ရှုဆိုင်ဖောင်းပိန်ကိုက်စူးဆိုင်ကတ်လိုက်ပါဟောနောက်တစ်ခါမနေမမြန်ဖောင်းပိန်ဟံမပြန်တတိထာမနေမမြန်ဖောင်းပိန်ဟံမပြန်တတိထာဖောင်းတာပိန်တာလေးကိုရှုတဲ့အခါမှာဖောင်းတာကိုမြန်မြန်ကြီးလေးဖောင်းအောင်မလုပ်နဲ့ဖြည်းဖြည်းချင်းလည်းပဲဖောင်းအောင်မလုပ်နဲ့မြန်မြန်ကြီးလည်းပိန်အောင်မလုပ်နဲ့ဖြည်းဖြည်းလေးလည်းပိန်အောင်မလုပ်နဲ့အဲ့ဒီသူ့ရဲ့တဘာဝအတိုင်းမနေမမြန်ဖောင်းပိန်ဟံလေးကိုတတိလေးကပ်ပြီးတော့ရှုမှတ်နေဖို့ပါပဲဒါလေးပြောပြလိုက်နောက်ကဗျာလေးကိုဆိုမယ်လို့ပြောလိုက်အောင်စိတ်နေတန်ရှင်းအပြေကင်းကောင်းခြင်းအမှန်ပါစိတ်နေတန်ရှင်းအပြေကင်းကောင်းခြင်းအမှန်ပါဟောမိမိရဲ့စိတ်တွေဟာရှုမှတ်တဲ့အာယုံပေါ်မှာတည်နေတဲ့အတွက်ကြောင့်မို့အတွေးစိတ်စဉ်းစားစိတ်စိတ်ကူးစိတ်မကောင်းစိတ်တွေဘာစိတ်မှမဝင်တော့ပဲနဲ့စိတ်ဟာတန်ရှင်းစင်ကြယ်ပြီးတော့စိတ်တဝိတ္တုဖြစ်ပါလိမ့်မယ်ပြောလိုက်ဝိပဿနာရှုတယ်ဆိုတာအတိတ်ရဲ့အနာဂတ်ရဲ့ပစ္စုပန်ရဲ့လို့ကာလ၃ပါးရှိပါတယ်အတိတ်ဆိုတာအားလုံးကပြီးစီးခဲ့ပြီကြာရစ်ခဲ့ပြီအဲ့ဒီအတိတ်ကိုပြန်စဉ်းစားပြီးရှုမှတ်ရင်အမှန်တိုင်းမသိနိုင်ပါဘူးအနာဂတ်ဆိုတာမဖြစ်ပေါ်လာသေးပါဘူးမဖြစ်ပေါ်လာသေးတာကိုကြိုတင်ပြီးတော့မှန်းဆပြီးတော့ရှုမှတ်လို့လည်းပဲအမှန်တိုင်းမသိနိုင်ပါဘူးပစ္စုပန်ဆိုတာကဖြစ်စေဖြစ်ခိုက်ပေါ်စေပေါ်ခိုက်ကိုသာဝိပဿနာရှုရင်အမှန်တိုင်းသိနိုင်ပါလေဒါကြောင့်ဝိပဿနာရှုမှတ်အားထုတ်တဲ့ပုဂ္ဂိုလ်များဟာအတိတ်ကအကြောင်းလေးကိုလည်းပဲပြန်လည်စဉ်းစားတွေးတောပြီးတော့မနေရပါဘူးအနာဂတ်မရောက်လာတာတွေကိုလည်းပဲမရောက်လာသေးတာကိုလည်းပဲကြံတွေးစဉ်းစားမနေရပါဘူးပစ္စုပန်ဖြစ်စေဖြစ်ခိုက်ပေါ်စေပေါ်ခိုက်ဖောင်းရင်ဖောင်းခိုက်ပိန်ရင်ပိန်ခိုက်ရပ်ရင်ရပ်ခိုက်ထိုင်ရင်ထိုင်ခိုက်သွားရင်သွားခိုက်အဲ့ဒီဖြစ်ခိုက်ကလေးတွေကိုရှုမှတ်တာအမှန်တိုင်းသိနိုင်တဲ့ဝိပဿနာဉာဏ်ဆိုတာပေါ်ပါလိမ့်မယ်အဲ့လိုပစ္စုပန်တဲ့ဖြစ်စေဖြစ်ခိုက်ကလေးမှာပေါ်စေပေါ်ခိုက်ကလေးမှာပေါ့ဖောင်းလာရင်ဖောင်းခိုက်ကလေးမှာရှုလိုက်ရင်သူဟာသူတရွေချင်းတွန်းကန်တောင်တင်းလာတဲ့သဘောတွေ့လိမ့်မယ်ပိန်ခိုက်ကလေးမှာပိန်တယ်လို့ရှုလိုက်ရင်တရွေချင်းရွေ့သွားတာကိုတွေ့လိမ့်မယ်အဲ့ဒီလိုသိနေမှ
အမှန်သိတယ်လို့ခေါ်ပါတယ်မိမိရဲ့ခန္ဓာကိုယ်ရပ်နေတဲ့အမူအရာကိုရှုတဲ့အခါမှာလည်းပဲအဲ့ဒီရပ်နေကြိုက်လေးမှာရှုလိုက်ရင်တောင့်တင်းနေတဲ့သဘောရင်းရိုင်းလှုပ်ရှားနေတဲ့သဘောကိုအမှန်တိုင်းသိမှဖြစ်ပါတယ်သွားတဲ့အခါမှာဆိုရင်လည်းပဲခြေလမ်းတိုင်းတရွေချင်းတရွေရွေသွားတာတင်းသွားတာတောင့်သွားတာအဲ့ဒီသဘောကိုသိသိချာချာအမှန်တိုင်းသိပါလိမ့်မယ်ဒါသွားကြိုက်ကလေးမှာပစ္စုပန်တဲ့တယ်လေးရှုလို့အမှန်တိုင်းသိမှဖြစ်ပါတယ်ဝိပဿနာရှုတယ်ဆိုတာဝိပဿနာအားထုတ်တယ်ဆိုတာသိအောင်ရှုမှတ်တာဖြစ်ပါတယ်ဒီနေ့ရှုနေတဲ့အရှုကဒီတိုင်းပဲဥပမာအားဖြင့်ဖောင်းတာပိန်တာကိုရှုနေတဲ့ပုဂ္ဂိုလ်ဟာဖောင်းနေဆိုရင်ဗက်ကြီးဖောင်းလာတယ်ပိန်နေဆိုရင်ဝမ်းဗက်ကြီးပိန်သွားတယ်အဲ့ဒီလောက်သိယုံနဲ့ဝိပဿနာဉာဏ်မဖြစ်သေးပါဘူးသွားတဲ့အခါမှာလည်းပဲသွားတိုင်းခြေတော်ကြီးညာလှမ်းနေတာပဲလှမ်းနေတာဒီလောက်ကလေးညာခြေပဲခြေတော်လေးလှမ်းနေတာသိယုံနဲ့လည်းပဲဝိပဿနာဉာဏ်မဖြစ်သေးပါဘူးဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာကတကယ်ပညာတဏ္ဍပြောက်ပြီးတော့ပရမတ်သဘောလေးတွေသိနေမှသာဝိပဿနာဉာဏ်ပေါ်တာဖြစ်ပါတယ်သဘောလေးတွေသိနေမှသာအမှန်သိတယ်လို့ခေါ်ဆိုရပါတယ်ဥပမာအဖြစ်ဖောင်းတယ်လို့ရှုမှတ်တဲ့အခါမှာဝမ်းဘက်ကြီးသိနေတာကပညာပဲပိန်တယ်လို့ရှုမှတ်တဲ့အခါမှာဝမ်းဘက်ကြီးပိန်သွားတာသိနေတာကပညာပဲတကယ်တဘာဝပရမတ်ဆိုတာကဖောင်းတယ်လို့ရှုလိုက်တဲ့အခါမှာတင်းသဘောလေးကိုသိတာကပရမတ်ပဲသဘောပဲသိတယ်ဝမ်းဘက်ဆိုတဲ့ပညာတရံပြောက်သွားပြီပိန်တယ်ဆိုလို့ရှုတဲ့အခါကလည်းမှဝမ်းပိုက်ဆိုတဲ့တရံပြောက်သွားပြီးတော့ရောသဘောလေးပဲတွေ့တယ်။အဲလိုတင်းသဘောရောသဘောလေးကိုတွေ့နေတာသဘောကိုသိတာမို့တရားကိုသိတာ။သဘောကိုသိတာဟာတရားကိုသိတာဖြစ်တယ်။ဒါကြောင့်အဲ့ဒီပရမတ်သဘောကိုမြင်အောင်ထက်ခါဖောင်းတာပိန်တာရှုတဲ့အခါမှာလည်းထက်ခါရှုမှတ်ပါ။သွားတဲ့အခါရှုမှတ်တဲ့အခါမှာလည်းပဲခြေတော့ဆိုတဲ့ပညာတရံကြီးပြောက်ပြီးတော့တည်ခြင်းရွေ့သွားဖို့တင်းသွားဖို့တောင့်သွားဖို့အဲ့ဒီရွေ့သဘောတင်းသဘောတောင့်သဘောပဲသိအဲ့ဒီတင်းသဘောတောင့်သဘောရွေ့သဘောဟာပရမတ်ပဲတရားပဲအဲ့ဒီခြေတော်ဆိုတာကြီးကတရားမဟုတ်ဘူးပညာပဲဒါကြောင့်မို့သွားတဲ့အခါမှာခြေတော်ဆိုတဲ့ပညာတရံပြောက်ပြီးတော့တင်းသဘောတောင့်သဘောရွေ့သဘောလေးတွေကိုသိနေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်သဘောကိုသိတာတရားကိုသိတာဖြစ်တယ်။ဖောင်းမှုပိန်မှုလေးကိုရှုတဲ့အခါမှာတင်းသဘောရောသဘောလေးဟာဝါယောတတ်ပဲ။သွားတဲ့အခါမှာညာလန်းပယ်လန်းကိုသွားတဲ့အခါမှာတင်းသဘောရောသဘောရွေသဘောလေးဟာဝါယောတတ်ပဲ။အဲ့ဒီဝါယောတတ်ကရှုတရားခေါ်ပါလေ။အဲ့ဒီလိုတင်းသဘောရောသဘောရွေသဘောလေးကိုသိနေတဲ့စိတ်ကလေးကနံတရားခေါ်ပါလေ။အဲ့ဒီဝါယောဓာတုကရုပ်တရားအဲ့ဒီတောင်သဘောတင်းသဘောရွေသဘောသိတဲ့စိတ်ကလေးကနံတရားရုပ်နဲ့နံကိုသိတဲ့ဉာဏ်ပေါ်လာတာပဲအဲ့ဒီရုပ်နဲ့နံကိုသိတဲ့ဉာဏ်အမှန်ဖြစ်ပြီဆိုရင်ဒိဋ္ဌိဝိတ္တုဖြစ်သွားပြီဖောင်းတာလေးရှုတာနဲ့ယုံနာသိတယ်ရုပ်တရားနံတရားသိတယ်ပိန်တာလို့ရှုတာလေးနဲ့ရုပ်တရားနံတရားကိုသိတယ်ညာလန်းတဲ့ပယ်လန်းတဲ့ရှုုံနဲ့ယုတ်တရားနံတရားသိတယ်။အဲ့ဒီယုံနံသိပြီဆိုရင်အမှန်မြင်တဲ့သမ္မာဒိဋ္ဌိဉာဏ်ဖြစ်သွားပြီ။ဒိဋ္ဌိဝိတ္တုအသိအမြင်စင်ကြယ်သွားပြီ။ဝိပဿနာဉာဏ်နာမရူပပရိစ္ဆေဒဉာဏ်ရသွားပြီ။နာနဲ့ယုတ်ကိုပိုင်းခြားသိတဲ့နာမရူပပရိစ္ဆေဒဉာဏ်ပေါ်ပြီဆိုရင်တတန္တရာလုံးကစွဲပြီးသိတဲ့အမှားသိအမှားမြင်ဖြစ်တဲ့အတ္တဒိဋ္ဌိသက္ကာယဒိဋ္ဌိလုံးဝပြုတ်သွားပြီအမှားသိဖြစ်တဲ့အတ္တဒိဋ္ဌိသက္ကာယဒိဋ္ဌိပယ်နိုင်ပြီဆိုရင်အပေကလွတ်ပါပြီဒါကြောင့်ယနေ့မိမိတို့အားထုတ်နေတဲ့မဟာတတိပဋ္ဌာန်ဝိပဿနာတရားတော်ဟာတ
ဒီယုံနဲ့နာကိုအမှန်သိတဲ့ဉာဏ်လေးတော့ပေါ်ပြီဆိုရင်ပဲအပင်လွတ်နိုင်တဲ့တရားကိုမိမိတို့အားထုတ်ခွင့်ရပြီလို့သဘောပေါက်ပြီးတော့ကြိုးစားပွားများအားထုတ်နိုင်ကြပါစေလို့ဘုန်းကြီးကဆုတောင်းပေးရင်းနဲ့ယနေ့တရားကိုဒီကုန်းချုပ်ပါတယ်